သားလေးရဲ့နူနူအီအီလေးနဲ့ဆက်လုပ်ကောင်းတဲ့အမဲစီစဉ်လေးလုပ်ပြပါမယ်ရှင်။ပြင်မရဲ့ကျွတ်ကျွတ်ရွာလေးနဲ့အတွင်းပိုင်းကနူနူအီအီလေးနဲ့ကျမမျိုးသားရင်ကြိုက်ပါတယ်။ဒီရင်ဆုံးစီကျော်တုတ်တင်ထားတဲ့အမဲသားတွေကိုကျသူပြူနဲ့ချင်းကိုအရေးကြီးထည့်ပါမယ်။ပြီးလို့ရှိရင်စမင်းစားငပြားရီအချိုမုံမဆလာနှစ်စုံနဲ့ထည့်ပြီးတော့တမတော်အောင်နေရလိုက်ပါမယ်။နိုင်ဝလာနှပ်ပြီးသွားလို့ရှိရင်ဒေအိုထဲမှာလုံရည်ထွက်လာတဲ့အထိမှွေလိုက်ပါမယ်။ရေထည့်ဆံမလို့ပါအောင်နော်။အသားရထွက်လာတဲ့ရေနဲ့ပဲလုံးဝမယ်။ဒီလိုချင်းလေးဆိုရပါပြီ။စပြီးတော့စစ်စစ်ပါတော့မယ်ရှင်။စီကိုတော့အမဲသားမျိုးအောင်ထည့်ရမှာဆိုတော့မင်းများသုံးရပါမယ်။ဒီနေရာမှာမီးပြလို့မရပါဘူးနော်။မီးကိုအသေးဆုံးထားပြီးတော့ကြော်ရမှာပါ။ဒါမှအတွင်းသားလေးကနူနူအီအီလေးနဲ့အပြင်မှာချွတ်ချွတ်လေးဖြစ်မှာပါရှင်။ဒီအီအီလေးနဲ့ကြော်လာလိုက်တာအခုလိုအခြေအနေမျိုးလေးဆိုရင်ရပါပြီ။ပြီးတော့တင်လာကတော့ထည့်လိုက်ရတယ်ပေါ့နော်။ဒီအခုဆိုလို့ရှိရင်တော့စားချင်းစပွဲကောင်းနဲ့အမေစစ်စစ်ရပါမယ်ရှင်။ဗီဒီယိုလေးကလောက်ပါလို့ရှင်။နောက်ဗီဒီယိုမှာလည်းဘယ်လိုဟင်းလေးချက်ပြပေးမယ်ဆိုတာစောင့်ဖို့ကြည့်ရှုကြပါမယ်ရှင်။အဆုံးထိကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘိုင်ဘိုင်ကျုပ်တို့ရဲ့ရွာလေးကသချင်းတွေဆို